အားလုံးပဲမင်္ဂလာပါအရင်ဗီဒီယိုမှာတော့hash collection ကို handle လုပ်ခဲ့ပြီးဒီဗီဒီယိုမှာတော့ linear profile နဲ့ quadratic profile ကိုပြောပါမယ်ပြောပြီးလို့အပိုင်းကိုအဆုံးသတ်မယ်ပေါ့နော်ဒါပေမဲ့တကယ်ကြတော့ hash table ကအများကြီးဆက်ပြီးတော့လေ့လာစရာတွေအများကြီးရှိပါသေးတယ်စိတ်ဝင်စားဖို့လည်းကောင်းတယ်ပေါ့နော်အဲ့တော့အထူးသဖြင့် crypto တို့ဘာလို့စိတ်ဝင်စားတဲ့သူတွေဆိုရင်တော့ဒီအပိုင်းကို security ပိုင်းနဲ့ပတ်သက်ပြီးတော့လေ့လာလို့ရတယ်ဆိုတဲ့ message လေးပေးချင်တာပါOkay ဟုတ်ပြီ linear profile ဘက်ကိုတို့ပြန်သွားရအောင် linear profile ဆိုတာကကြတော့ဘယ်နည်းနဲ့ handle လုပ်လဲဆိုတာကိုကြည့်အောင်စကားလုံးမှာပါတဲ့အတိုင်းပါပဲ linear ဆိုတဲ့အတိုင်းသူက collection ဖြစ်သွားပြီး index မှာ collection ဖြစ်သွားတာနဲ့နောက်ထပ် index ကို linearly လိုက်ရှာတာပေါ့လွတ်တဲ့ဟာအဲ့တော့ example နဲ့ကြည့်ရင်ပို့လွယ်တယ်ဒါကြောင့်မလို့တို့ example နဲ့ကြည့်ရအောင်အဲ့တော့မှတ်မိလွယ်သွားအောင်လို့အရင်ဗီဒီယိုမှာသုံးခဲ့တဲ့ example လေးတွေကိုပဲဆက်သုံးထားပါတယ်စကြည့်မယ်နော် Okay စကြည့်အောင်77 flower ဆိုတော့8နဲ့စားလိုက်တာဆိုတော့8 5 4 40 6 40 8 9 4 56 8 8 4 64 8 9 4 80ဆိုတော့5ကျန်တယ်ဒါဆိုရင်တို့ကဒီနေရာမှာဘာကိုထည့်လိုက်လဲဆိုတော့77 flower ကိုထည့်လိုက်မယ်ပေါ့နော်အဲ့တော့81က1ဆိုတော့ rose ဒီနေရာမှာ1ရဲ့ rose ရဲ့ရှိမယ်နောက်တစ်ခါ4ရဲ့ orange ရဲ့ဒီမှာရှိမယ်နောက်37ရဲ့ banana ရဲ့37ရဲ့ banana ရဲ့ဆိုလဲဆိုတော့5 okay အဲ့တော့ chaining မှာတော့ငါကြတော့ဒီမှာလာပြီးတော့37 banana ဆိုပြီးတော့ထည့်လိုက်တာအခုကျတော့အဲ့လိုမလုပ်တော့ဘဲနဲ့37 banana ဒီ5ဖြစ်တော့5မှာလာပြီး collection ဖြစ်တဲ့အချိန်မှာနောက် immediate လွတ်တဲ့ဟာမှာလွတ်လားဆိုတာကိုကြည့်လိုက်တာလွတ်တယ်ဆိုရင်သူက37 banana ကိုနောက်ဟာမှာသွားထည့်လိုက်တာအဲ့တော့ပြဿနာကဘာတော့ဖြစ်လာလဲဆိုတော့ hashing key ကြည့်သိရုံနဲ့တန်းကနေတော့ရှာလို့မတွေ့တော့ဘူးကိုထင်လိုက်တာ37လို့ပြောလိုက်ရင် key ကflower လို့77အောင်သွားတွေ့မှာပေါ့နော်တကယ်ကျတော့5ကနေရှာလိုက်မတွေ့တော့ဘူးနောက်တစ်ခုရောက်အောင်ပေါ့ linear profile ကတော့ next ကိုသွားတာပေါ့အခုဒီကိစ္စမှာတော့37 banana 6ကလွတ်နေတော့37 banana ကဒီထဲကိုဝင်သွားမှာပေါ့နောက်61 apple ပေါ့61 apple ဆိုလို့ရှိရင်လေ9 48 56ဆိုတော့9เนาะ9ဆိုတော့61 apple ကလည်းဘနာဒီ5မှာပဲလာပြီး index ကလာရိုက်တာဖြစ်တဲ့အတွက်တော့5မှာကြည့်လိုက်တယ်ရှိနေတယ်ဆိုတော့နောက်တစ်ခုကိုသွားမယ်အဲ့တော့နောက်တစ်ခုမှလည်းရှိနေတယ်ဆိုတော့နောက်ထပ်တစ်ခုကိုသွားတော့ဒီကောင်က61 apple ကဒီထိရောက်သွားOkay နောက်ဆုံးတစ်ခုကတော့4 cherry ဆိုတော့အဲ့မှာပြဿနာ4 cherry က4မှာ collection ဖြစ်တဲ့အခါကျတော့ तू က4မှာဖြစ်နေတဲ့အတွက်နောက်တစ်ခုသွားတယ်သွားတော့5ကလည်းရှိနေတယ်6 6ကလည်းရှိနေတယ်7ကလည်းရှိနေတယ်ဆိုတော့ table round တစ်ဖက်ပြန်ပတ်4 cherry ဒီ index 0မှာရှိသွားမှာ Okay ဒါဆိုတော့မြင်လာပြီเนาะ linear profile ရဲ့ insert လုပ်သွားတဲ့ပုံစံလေးကိုတွေ့ရမယ်လို့ယူဆပါတယ်ကြည့်ရလွယ်အောင်လို့ဒီ table ကတော့ clean ဖြစ်တဲ့ table ပေးထားတာပါ chain နဲ့ကွာသွားတာက in bracket တစ်ခုမှတစ်ခုပဲရှိမယ်ဒါပေမဲ့ तू ကဘာဖြစ်သွားလဲရှာတဲ့အခါမှာ linearly insert လုပ်သွားတယ်ပေါ့အဲ့တော့ key ကိုကြည့်အောင်လည်းမသိနိုင်တော့ဘူး key ကိုကြည့်ပြီးသွားလို့ရှိရင် तू မှမတွေ့တက်စတိုက်ထပ်ရှာပေးဖို့လိုအပ်တယ်ကြည့်အောင် linear profile code example လေးinsert နဲ့ပဲနမူနာပြထားတယ်ပြီးသွားလို့ရှင်တော့ removal ကိစ္စဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့နည်းနည်းတွေးကြည့်ကြရအောင် alright ဟုတ်ပြီ insert လုပ်လိုက်တယ်ဒီမှာ code ကလေးနမူနာပေးထားတယ်ပေါ့နော် code လေးနမူနာပေးထားတော့တို့n က landlord table လို့ပေးထားတယ် index က key percentage by n ဆိုတော့အကျွင်းကိုယူမှာပေါ့နော်ပြီးသွားတဲ့အခါကျတော့ဒီသူ့ရဲ့ index ကိုရှာတဲ့အခါမှာ direct ဟို modulo နဲ့ပဲတန်းရှာတာပေါ့နော် modulo hash function ကိုပဲအသုံးပြုထားတာပြီးသွားတဲ့အခါမှာတော့သူကတကယ်လို့collection ဖြစ်နေခဲ့တယ်ဆိုလို့ရှိရင် collection မဖြစ်နေဘူးဆိုတော့တန်းကနေ insert လုပ်လိုက်တယ်ပြီးသွားပြီ collection ဖြစ်ခဲ့မယ်ဆိုရင်တော့မလုပ်လိုက်လဲ index plus 1ပေါ့တစ်တိုးသွားမယ်လို့သူကပြောထားတယ်အဲ့တော့စကြည့်အောင်73လာပြီး insert လုပ်တဲ့အချိန်မှာဒီ table က occupy ဖြစ်နေပြီဒါ21နဲ့71ကငကိုတည်းက occupy ဖြစ်နေပြီဒါအဲ့တော့13ကိုကြည့်မယ် table size ဒီ4ဖြစ်တဲ့အတွက်4နဲ့စားလိုက်တော့1ကျွန်းတယ်1ကျွန်းတော့ကျတော့ဒီမှာက21က occupy ဖြစ်နေတော့သူ့ကိုဘယ်နေရာမှာထည့်လိုက်မလဲဆိုတော့2နေရာမှာ73ကိုထည့်လိုက်မယ်နောက်တစ်ခါ2ကိုလာထည့်တယ်2ကိုလာထည့်တော့တကယ်ကျတော့ index 2နေရာမှာထည့်ရမှာသို့တော်လည်းပဲ2က occupy ဖြစ်သွားတော့3ကိုကြည့်မယ်3ကလည်း occupy ဖြစ်နေတော့ဘယ်ကိုသွားမလဲဆိုတော့0ကိုကြည့်မယ်2ကိုဒီမှာလာထည့်မယ် Okay ဒီမှာသင်ချင်တဲ့ question လေးကဒါ5ထည့်မယ်ဒါဆို5ထည့်မယ်ဆိုလို့ရှိရင်5ကို4နဲ့စားတာဆိုတော့1က collection ဖြစ်နေတယ်အဲ့တော့ဆက်သွားတယ်2ကလည်း occupy ဖြစ်နေတယ်3ကလည်း occupy ဖြစ်နေတယ်0ကလည်း occupy ဖြစ်နေတော့ table site ထက်ကျော်လွန်ပြီးတော့သူကထည့်လို့မရတော့ဘူး table site က fully occupy ဖြစ်နေတယ်ဆိုလို့ရှိရင်သူဒီ insert လုပ်တာမလုပ်တော့ဘူးပေါ့နောက်ဆုံးတစ်ခု
right ဒါဆိုရင် linear proving ရဲ့ပြဿနာကကြတော့ခုနက chain ကြီးကို n အထိတော့မသွားဘူးသို့တော့ဘာဖြစ်မလဲဒီ hash table ရဲ့ site အတိုင်းသူကပတ်ချလှည့်ပြီးတော့သွားမှာအဲ့တော့သူရဲ့ collection insert လုပ်တာပဲဖြစ်ဖြစ် remove လုပ်တာပဲဖြစ်ဖြစ် search လုပ်တာပဲဖြစ်ဖြစ်ဒီဘယ်ပေါ်မှာမူတည်ပြီးတော့ပဲသွားမလဲ hash table ရဲ့ size ဖြစ်တဲ့ n ပေါ်မှာပဲမူတည်မယ်ဆိုတာကိုသိရတယ်ဒါပေမဲ့ chain နဲ့စာရင်တော့သူက table size ကြီးဖို့လိုလိမ့်မယ် table size သေးရင်တော့အခုဒီမှာပြထားသလိုပဲ element လေးခုထည့်ပြီးရတဲ့ကိစ္စအပြတ်သွားပြီးတော့မှဆက်လို့မရတော့ဘူးပေါ့ okay ဒါပေမဲ့ linear proving ကလည်း challenge တွေရှိတယ်ဘာလို့ challenge တွေရှိလဲဆိုတော့တကယ်လက်တွေ့ကြတော့ table ကအကြီးဆိုပါစို့ table size ကတင်းတဲ့ပမာဏပေါ့နော်အကြီးဆိုတာအနည်းဆုံး100 120လောက်ထားပါတော့เนาะ160လောက်ရှိမယ်ဆိုရင်အဲ့ဒီ index ကို linearly ရှာနေရင် okay တခါတည်းမှာ empty ဖြစ်တဲ့ slot ကဆို key တွေက cluster ဖြစ်နေရဆိုတနေရာထဲမှာပဲပြုံနေတော့ linearly ရှာနေမယ်ဆိုအကြာကြီးသွားနေရတာပေါ့အဲ့ဒီအတွက်ကြောင့်မလို့နောက်ထပ် method တစ်ခုဖြစ်တဲ့ဘာထွက်လာလဲဆိုတော့ quadratic proving ဆိုပြီးတော့ထွက်လာတယ်အဲ့တော့ quadratic proving ကကြတော့ formula ဘာနဲ့သွားလဲဆိုတော့တစ်တိုးမဲ့အစား quadratic လို့ပြောထားတဲ့အတွက်အတိုင်းပဲတို့ clear သိတယ်လို့ x plus x square ပေါ့နော် constant 1 constant 2အမြောက် i square တခါတည်းမှာ constant 1ကို0ထားပြီးတော့တွက်ကြတယ်လို့တခါတည်းကြားလို့ရှိရင်လေ constant 1ကလည်း1 constant 2ကလည်း1ဆိုပြီးတော့ထားလေးရှိတယ်ဒီ c1 c2 ကဘယ်သူပေါ်မှာပဲမူတည်မလဲဆိုရင် programmer ပေါ်မှာပဲမူတည်Okay အဲ့တော့ quadratic proving ရဲ့ဥပမာလေးကိုကြည့်အောင်ဒီဥပမာမှာတော့တို့တွေက c1 plus c1 ကော c2 ကို1နဲ့ထားကြည့်အောင် okay c1 ကော c2 ကို1နဲ့ထားကြည့်အောင်ဒါဆိုရင်သူ့ရဲ့ဟာရဲ့ရှာမဲ့ပုံစံဒီ h plus i plus i square ဒါကိုကြိုက်တဲ့ formula ဖြစ်သွားမှာပေါ့နော် h plus i square ဖြစ်နိုင်တယ်လို့ h plus i plus i square ဒါနဲ့အရင်စမ်းကြည့်အောင်ခုနကစဉ်းစားသလိုပဲ77 flower ကျွန်တော်တော့မှတ်နေပြီဆိုတော့အတန်းထည့်လိုက်တော့မယ်77 flower ဒီ5မှာရှိမယ်Now 81 rows က1မှာရှိမယ်81 rows Now 4 orange ရှိမယ်ပြဿနာမရှိသေးဘူး37 banana ကြတော့လာတိုက်ပြီးရှေ5လီ30ရှေလေးလီ32ဆိုဟုတ်တယ် banana တိုက်တဲ့ကအဲ့တော့37တိုက်တဲ့အခါမှာခုနအတိုင်းဆိုလို့ရှိရင်တစ်ပဲတိုးပြီးတော့ရှာမှာပေါ့အခုကကြတော့ i plus i square ဖြစ်တဲ့အတွက်တစ်အပေါင်းတစ်နှစ်တိုးပြီးတော့ရှာမှာ9နဲ့နှစ်တော့9ကိုချိန်လိုက်တယ်9က free ဖြစ်နေတော့37 banana ဒီကိုရောက်သွားNow 61 apple ကလည်းခုနကလိုပဲ85 40 40 89 56 56ဆိုတော့5ကျွင်းတာ5မှာ collection ဖြစ်တယ်5မှာ collection ဖြစ်တော့သူက jump လုပ်တယ်နှစ် jump လုပ်တယ်1 plus 1 square ဆိုတော့2ဒါပေမဲ့7အောင် occupy ဖြစ်နေတယ်ဒါဆိုရင်နောက်တစ်ခုဖြစ်တဲ့2 plus 2 square ကိုကြည့်မယ်2 plus 2 square ကိုကြည့်တာဖြစ်တဲ့အတွက်2က2 square က4 2က2ဆိုတော့6ရမယ်အဲ့တော့6 5 plus 6ဖြစ်တော့11ကိုသွားရမှာအဲ့တော့ကြည့်အောင်6 7 8 9 10 11ဒီနေရာမှာဝင်သွားမှာ61 apple ကဒီမှာဝင်သွားအဲ့လိုပဲ4 cherry ကိုလာမယ်4 cherry လောက်တော့ဒီကောင်က occupy ဖြစ်နေတယ်4 plus 2ဆိုတော့6 ကလွတ်နေတော့4, cherry ကိုဝင်သွားမယ်အဲ့တော့ဒီ quadratic proving ကြတော့ linear လို့ကက်ရက်တစ်ခုချင်းသွားစရာမလိုတော့ cluster တနေရာရင်းမှာပဲအရန် cluster ဖြစ်နေတာပေါ့နော် index bucket တစ်ခုမှာပဲ cluster ဖြစ်နေတယ်ဆိုရင်သူက empty ဖြစ်တဲ့ slot ကိုရှာဖို့နည်းနည်းပုံမြန်သွားတာပေါ့ဒါလေးပါပဲ quadratic proving က alright ဒီမှာအဖြေကိုပေးထားပါတယ်ကြည်ရလွယ်အောင်လို့ဒီဗီဒီယိုကိုကြည့်တဲ့အခါမှာအဖြေလေးတွေကိုပြန်ကြည့်စေချင်တယ်အခုကျွန်မပြပြတာကိုနားထောင်တာတွေမဟုတ်ဘဲနဲ့ဗီဒီယိုလေးကိုပြန်ကြည့်ပြီးတော့မှ like တွက်စေချင်ပါတယ်ဟုတ်ပြီကုတ်နမူနာလေးပေးထားပါတယ်ဒီနမူနာမှာတော့ကျွန်တော်က C1 ကို0နဲ့ရေးပြီးတော့ C2 ကို1ထားတာကိုတွေ့ရပါလိမ့်မယ် i မရှိတော့ဘူး i square နဲ့တန်ပေါင်းထားတာကဲအဲ့တော့ကြည့်အောင်ဒီတစ်ခါ table က1ကော2ကော4 5ကောက occupy ဖြစ်ထားပြီးသားအဲ့တော့လွတ်တာ2 slot ပဲရှိတာပေါ့နော်အဲ့တော့ဘာဆက်ဖြစ်မလဲဟုတ်Okay ဘာဆက်ဖြစ်မလဲဆိုတော့နံပါတ်ကိုတော့မပေးထားဘူးပေါ့နော်နံပါတ်မပေးထားတော့ဘူးစဉ်းစားကြည့်အောင်ထည့်ကြည့်မယ်ဆိုတော့တို့ဘာကိုထည့်ကြည့်မလဲဆိုရင်ဥပါစို့ okay ကနန်းကသူ table size က6ပဲရှိတာဆိုတော့sorry ဒီ question ကဟိုကလောက်ခိုင်းတာ insertion sequence ကိုပြန်ရှာခိုင်းတာသူတန်ဖိုးထည့်ခိုင်းတာမဟုတ် sorry ပါဒီကိုနမူနာမလုပ်ထားပြီးဘာကိုလုပ်ထားမှမမှန်ပြီးတော့အဲ့တော့အဓိကဒီမှာကသူကဘာလုပ်ထားလဲဆိုတော့sequence ကိုရှာခိုင်းတာဒီလိုပုံစံမျိုးတွေလည်းခဏမေးတတ်ပါတယ်เนาะအဲ့တော့ insertion sequence ကိုရှာခိုင်းတာဒီကုတ်ကိုသဘောတရားနားလဲလားမလဲလားသိစေချင်လို့ပါ
insertion sequence ရှာဆိုတာရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဘယ်ကဏ္ဍကိုစပြီးတော့ထည့်ရလဲပေါ့37ကိုစထည့်တာလား13ကိုစထည့်တာလား7ကိုစထည့်တာလား31ကိုစထည့်တာလားသိချင်တာဖြစ်တယ်ပထမဆုံးစထည့်တဲ့ element ကဘယ်ကောင်ဖြစ်မလဲဘယ်လိုထင်လဲ alright ကျွန်တော်တို့နားလည်ရမှာကဒီမှာ table size က6ဖြစ်တယ်အဲ့တော့66လီ36ဆိုတော့သူဒီလဲ index 1ပဲ6နဲ့လီ7ဆိုတော့သူကလည်း index 1ပဲ6တက်လီ6ဆိုတော့သူကလည်း index 1ပဲ65လီ30ဆိုတော့ index 1ပဲတကယ်တော့ဒီ element ၄ခုလုံးဒီ collection ဖြစ်တယ်ဒါပေမဲ့ဘယ်သူပဲရှိနေရလဲဆိုတော့37ပဲရှိနေတာဒီ37မှာဒီ37ကပဲ1မှာရှိနေတာဖြစ်တဲ့အတွက်သိကြပြီ37ကပထမဆုံးထည့်တဲ့ကောင်ဖြစ်ရမယ် linear proving ဆိုရင်တော့13ကဒုတိယထည့်တဲ့ကောင်ဖြစ်မှာပေါ့သို့တော်လည်းပဲဒီဟောင်းဒီ quadratic proving ကိုသုံးထားတာဖြစ်တဲ့အတွက် i square ကိုသုံးထားတာဖြစ်တယ်အဲ့တော့1မှာ collize ဖြစ်သွားတဲ့အချိန်မှာနောက်ထပ်သွားမဲ့ကောင်ဒီဘာဖြစ်သွားမလဲအဲ့တော့1မှာcollide ဖြစ်တဲ့အချိန်မှာဆိုရင်1 square စပြီးတော့ထည့်ပြီး1 square စထည့်ပြီးဆိုရင်သူက1 plus 1ဆိုတော့2 okay ဒါဆိုရင်တော့ဒါ13ဖြစ်နိုင်တယ် now 7ပေါ့7ကလည်း1ပဲ1ဆိုတော့သူကခုန1မှာလာပြီး collide ဖြစ်တယ်1 square က2ဆိုတော့2က occupy ဖြစ်နေပြီဒါပေမဲ့ဒီမှာသတိထားဖို့လိုအပ်သွားပြီ2 square ဆိုတော့4 1 plus 4ဆိုတော့5မှာလာပြီးတော့ insert လုပ်တာဖြစ်တယ်ဒါကြောင့်မလို့7ကိုဝင်ထည့်တာ31ပြီးတော့မှ7ရောက်လာတော့ table ကိုကြည့်လိုက်ရုံနဲ့ဘယ် element ကိုအရင်ဆုံး insert လုပ်ထားသလဲဆိုတာကိုနားလည်လားဆိုတာကိုပြန်ပြီးတော့စမ်းထားတဲ့ example လေးဖြစ်ပါတယ်အဲ့တော့ဒီလို example လေးတွေဒီလိုလေ့ကျင့်ခန်းလေးတွေကိုများများသုံးမှသာလျှင်ကိုက hash ရဲ့သဘောတရားကိုပို့ပြီးတော့မှနားလည်မှကိုယ်တိုင်လည်းပြန်ရေးနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးတွေကိုဒီကလုပ်ပြီးဖြစ်တဲ့ရည်ရွယ်ချက်ကနိုင်ငံတော်တက္ကသိုလ်တွေမှာစာသင်ကြားတဲ့အခါကျတော့ဒီသဘောတရားတွေပေါ့နော်တက္ကသိုလ်မှာဒီသဘောတရားတွေအများကြီးသိတယ်ကျွန်တော်တို့အပြင်ကနေလေ့လာတဲ့လူတွေကြတော့ generally ရေးတတ်အောင်ပေါ့ကုတ်ရေးတတ်အောင်ပဲသင်တာဖြစ်သွားတယ်ပေါ့နော်အဲ့တော့သဘောတရားမသိဘူးဆိုလို့ရှိရင်အခုလို AI ခေတ်ကြီးမှာကြတော့ကုတ်ကအလွယ်တကူရေးလို့ရလာပြီလေနော်အဲ့တော့သဘောတရားကိုနားလည်အောင်မိအောင်ဖမ်းနိုင်မှသာလေကိုက AI ကိုပြန်ခိုင်းစားနိုင်မှာဒါကြောင့်မလို့ကျွန်တော်တို့ကဒီလိုသဘောတရားလေးတွေကိုသိဖို့လိုအပ်တဲ့အတွက်ပြပြပေးဖြစ်ပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့ hash ကိုပြောရတာဒါများလာပြီရက်တော့မယ်အဲ့တော့summary အနေနဲ့ဗာပြောချင်လဲဆိုလို့ရှိရင် collection ကဖြစ်မှာပဲ hash table တွေလုပ်တဲ့အခါမှာကိုယ့်ရဲ့ hash function ကောင်းရင်ကောင်းတယ်လို့တော့ collection ရောကြနိုင်ပြီပဲ hash collection ကိုလုံးဝအရှောင်ဘူးဆိုတာမဖြစ်နိုင်ဘူးအဲ့ဒီအတွက်ကြောင့်မလို့လူတွေကနီလန်အမျိုးမျိုးကိုသုံးကြတယ်အခုဒီဗီဒီယိုတွေမှာတော့ကျွန်မ၃မျိုးပြောပြသွားတယ်ပေါ့နော်ပထမဆုံးတစ်မျိုးက chainy သူကတော့ bucket တစ်ခုထဲမှာပဲ link list ကိုသုံးပြီးတော့ထည့်တာဒါပေမဲ့သူ့ရဲ့ challenge က computation နဲ့များသွားနိုင်တယ်ပေါ့အဲ့တော့ linear probing ကိုတွားကြတယ် quadratic probing ကိုတွားကြတယ် linear probing ကို quadratic probing ကိုကတော့သူက search လုပ်တာပဲဖြစ်ဖြစ် delete လုပ်တာပဲဖြစ်ဖြစ်သူရဲ့တွားနိုင်တဲ့ maximum တွားမဲ့ကောင်ကဒီ hash table size ပေါ်မှာပဲမူတည်တယ်ပေါ့အဲ့တော့ linear probing ကြတော့ linearly တစ်ဆင့်နဲ့ bucket တွေကိုတိုးပြီးတော့ရှာတယ်လွတ်တဲ့အပေါက်ကိုရှာတာ quadratic ကကြတော့မဟုတ်ဘူး i plus i square formula ကိုသုံးပြီးတော့မှ jump လုပ်ပြီးတော့ရှာတယ်ပေါ့အဲ့တော့ linear နဲ့ quadratic ရှင်မယ်ဆိုလို့ရှိရင် cluster အားဖြစ်နေတဲ့ဟာမျိုးဆိုလို့ရှိရင်တော့ဒီ quadratic method ကပို့ပြီးတော့ performance ကောင်းမှာပေါ့ data ကသူ့ originally ကိုက key တွေက distributed ဖြစ်ပြီးသားဆိုလို့ရှိရင်တော့တိတ်မထူပါဘူးเนาะ linear ပဲသုံး quadratic ပဲသုံးအဲ့တော့နောက်ထပ် method တွေလည်းရှိပါသေးတယ်ရှေ့မှာပြောခဲ့သလိုပဲဥပမာ double hashing ပေါ့ hash ကိုမှ index ရလာတဲ့အခါမှာနောက်ထပ် hashing ပြန်လုပ်တာမျိုးပေါ့เนาะနောက် security ကိုမြင့်တက်အောင်လုပ်တဲ့ဟာမျိုးပေါ့ encrypt တွေ decrypt တွေလုပ်တဲ့ဟာမျိုးပေါ့ဒါတွေကတကယ် main topic တစ်ခုအနေနဲ့စိတ်ဝင်စားရဆိုရင်ဆက်သွားလို့ရတဲ့ဒီလမ်းတွေဖြစ်တယ်နောက်တစ်ခုကတော့direct handling လုပ်တာပေါ့နော်အဲ့တော့ hashing ရဲ့ hash collection တွေကိုမလုပ်တော့ဘူး bit table site ကြီးကိုတိစောက်လိုက်ပြီးတော့မှလုပ်တဲ့ဟာမျိုးပေါ့ဒါမျိုးလည်းလုပ်လို့ရပါတယ်ဆိုတော့အဲ့တော့ဒီ linear proving တို့ quadratic proving တို့လုပ်တဲ့အခါမှာတော့သတိထားမှတစ်ချက်ကကျွန်တော်တို့လည်းရှေ့မှာတွေ့ခဲ့ပြီးတခါတည်းမှာ index ကတော့ဟုတ်တယ်1ရတယ်ဒါပေမဲ့ဒီ element က1မှမရှိဘဲနဲ့တခြားနေရာတွေမှာရှိနေတာမျိုးလည်းဖြစ်နိုင်တယ်ဒါကြောင့်မလို့သူ့ကို remove လုပ်တဲ့အခါမျိုးမှာကိုကမှတ်ထားဖို့လိုတယ်ပေါ့နော်ဒီနေရာ remove လုပ်ထားတာလားငကိုက empty ဖြစ်နေတာလားဆိုတာမျိုးတွေသိဖို့လိုအပ်တယ်ဒါကတော့ဆက်ပြီးတော့စိတ်ဝင်စားတဲ့လူတွေလေ့လာလို့ရအောင်ပြောပြပေးတာဖြစ်ပါတယ်ဒီလောက်အခြေခံရတယ်ဆိုလို့ရှိရင်တော့အတိုင်းအတာတစ်ခုဒီကိုအနေနဲ့ဆက်လေ့လာဖို့အတွက်အဆင်ပြေသွားလိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီမှာ hash ကိုအဆုံးသတ်ပါပြီနောက်ထပ် topic တစ်ကိုကူးတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်